ဒီနေ့ဘုဒ္ဓတာဖြစ်လာမြတ်ဝေမှာကတော့အလုံးလုံးမှတိုးတက်မယ်ဘုရားဘာသာဤတန်ဖိုးကိုနားလည်ပါယရဏ၃ပါးကိုယရဏမှန်သိပါမိဘဆရာကိုယူစီပါအမျိုးဘာသာသာသနာကိုစောင့်ရှောက်ပါရအောင်ရှာရှိအောင်စုရွှေတာလိမ္မာပါကျမ်းမာရေးနဲ့လိမ္မာသည်တန်ဖိုးအရှိဆုံးဖြစ်၏ကိုထက်တာသူကိုကြည့်၍အားငယ်စိတ်ပြမဖြစ်ပါနဲ့မနာလိုလည်းမဖြစ်ပါနဲ့ကိုအောင်နေကြသူကိုကြည့်၍မာမာနမဖြစ်ပါနဲ့ကံဉာဏ်ဝိရိယပြည့်စုံအောင်ကြိုးစားပါကုသိုလ်ကောင်းမှုတစ်ခုခုနေ့စဉ်ပြုပါအချိန်မဖြုံးပါနဲ့အလကားနေလကားဖြစ်မည်အလုံးလုံးမှတိုးတက်မည်ကောင်းတာလုံးမှကောင်းတာရမည်သိမှန်တာပေါ့လောကီအလုံးတိုးတက်ခြင်းရန်လောကီအလုံးလုံးလောကုတ္တရာလုံးတိုးတက်ခြင်းရန်လောကုတ္တရာလုံးနှမျိုးစလုံးတိုးတက်ခြင်းရန်နှမျိုးစလုံးလုံးပေါ့နော်ကောင်းတာလုံးမှကောင်းတာဖြစ်မယ်တဲ့